ဟယ်လိုဒေါက်တာအမျိုးသမီးတွေဓမ္မတာလာနေတဲ့အချိန်မှာအစားအသောက်ကိုဆင်ခြင်သင့်လားအမျိုးသမီးတွေကဓမ္မတာလာတဲ့အချိန်မှာဆိုလို့ရှိရင်မုတရားမကောင်းဘူးပြီးလို့ရှင်ဖောရောင်နေတယ်ပုံမှန်ထပ်ပို့ပြီးတော့ဝနေတယ်လို့ခံစားရတယ်ပြီးလို့ရှင်ဗိုက်တွေပါအောင့်တတ်တယ်ပေါ့နော်အဲ့ဒီအတွက်တချို့အစားအစာတွေကအဲ့ဒါတွေကိုပိုတက်တာစီပြီးတော့တချို့အစားအစာတွေကတော့အဲ့ဒါတွေကိုပိုဆိုးသွားစေတဲ့ဟာတွေရှိပါတယ်မစားတဲ့အစားအသောက်တွေကကြတော့နံပါတ်1ကတော့ processed food ပေါ့နော်ဥပမာအာလူးကြော်တို့ကြက်ကြော်တို့ burger တွေလိုမျိုးပေါ့ဒီခောက်ဆွဲပြုတ်တို့လိုမျိုးအဲ့ဒါတွေဆိုလို့ရှိရင် sodium ပါဝင်မှုကများတဲ့အတွက်ကြောင့်မို့ရောင်ရမ်းတာကိုပိုဆိုးစေတယ်နောက်တစ်ခါကျ sugary snacks တွေပေါ့နော်တခြားများတဲ့အချိုဓာတ်များတဲ့အစားအသောက်တွေပေါ့အဲ့ဒီဆိုလို့ရှိရင်သူကအချိုဓာတ်ကိုလူတွေကအများကြီးစားပြီးသွားပြီဆိုလို့ရှိရင် insulin spike ဆိုတာဖြစ်တယ်ပေါ့နော် insulin ဟော်မုန်းကရုတ်တရက်ကြီးမြင့်တက်သွားတယ်အဲ့ဒီအချိန်မှာဆိုလို့ရှိရင် inflammation လို့ခေါ်တယ်ရောင်ရမ်းတာတွေကပိုဆိုးတယ်နံပါတ်3ကတော့အနီရောင်သားတွေပေါ့အနီရောင်သားတွေမှာဆိုလို့ရှိရင်မကောင်းတဲ့ fat ပေါ့နော် saturated fat တွေပိုများတယ်ဒါအပြင် arachidonic acid လို့ခေါ်တဲ့ဟာလေးကလည်းများတယ်အဲ့ဒီအတွက်ကြောင့်မလို့ဗိုက်အောင့်တာတွေပါလို့ပိုဆိုးစေတယ် caffeine များတဲ့ဟာလေးတွေပေါ့နော် coffee တို့လက်ဖက်ရည်တို့ပြီးတော့ energy drinks တွေပေါ့ရေဓာတ်ကိုပို့ပြီးတော့ဆုံးရှုံးတတ်တယ် anxiety ပိုများတယ်ပြီးရင်ရင်သားတင်းတာတို့ရင်သားနာကျင်တာတို့တွေရှိရဆိုလို့ရှိရင်ပိုဆိုးစေတတ်တယ်နောက်ဆုံးတစ်ခုတော့အရက်ပေါ့နော်အရက်ကတော့ဟော်မုန်းညီညာတွေပါလို့ပိုဆိုးစေတဲ့အတွက်ကြောင့်မလို့ဓမ္မတာလာတိုင်းမှာတော့အရက်ကိုရှောင်ထားသင့်ပါတယ်ဘယ်လိုအစားအစာတွေကိုရွေးချယ်စားသုံးသင့်လဲအစိမ်းရောင်အသီးနှံလေးတွေစားတဲ့နယ်ပြီးလို့ရှင်အဆီများတဲ့ငါးလေးတွေစားတဲ့နယ်ပြီးလို့ရှင်အဆီအဆန်လေးတွေပေါ့နော်အဆီအဆန်တွေမှာ magnesium ပါတော့စိတ်ကိုလည်းပို relax ဖြစ်စေတယ်အဲ့လိုမျိုးလေးစားပေးလို့ရတယ်ပြီးတော့မြန်မာလူမျိုးတွေမှာတောက်လေးတောက်ထားရှိရဟာပေါ့နော်ဂျင်းနဲ့နံနွေးတွေကိုပြုတ်တောက်တာမျိုးပါမျိုးပေါ့အဲ့ဒါလေးတွေကကောင်းပါတယ်